အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ KG ခွဲတာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာဘလို့တို့ပြောစီတာကတော့ကျွန်တော်တို့စာပါမှာပေါ့နော်လူခေါ်ပါပဲဖြစ်ပါတယ်စာပါကတော့ကျွန်တော်စာပါတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့24နာရီပေါ့နော်စာပါကတော့ကြက်စစ်ချီဝယ်စောလို့ရပါတယ်ဟုတ်ကဲ့ပါပြီးရင်ဘရိုနဲ့ပါရှင်ကျွန်တော်ရဲ့ကုန်းမမှာပေါ့နော်ကျွန်တော်ရဲ့ Telegram ကုန်းနဲ့ပြီးရင်ပို့ကြောင်းလိုက်ကြပါတော့ခုစောနေတာပို့ကြောင်းလိုက်ကြပါတော့ပို့ကြောင်းလိုက်ကြလင်းနဲ့ချပေးထားပါမယ်ဘရိုးနဲ့ပါရှင်ကျွန်တော်အဲ့ဒီ Telegram channel လေးကို join လာပြီးကျွန်တော်ကိုဆက်သွယ်ပြီးလာပြောနိုင်ပါတယ်ပြီးရင်ဘရိုးနဲ့စောလို့ရပါပြီဟုတ်ကဲ့ပါခုစာပါမှာကတော့လူတွေကတော့တိတ်မရှိသေးဘူးပေါ့နော်စာပါအဲ့ဒီစာပါမှာဆိုတဲ့လူတွေက9ယောက်6ယောက်လို့ပဲရှိတယ်6ယောက်5ယောက်လို့ပဲရှိတယ်9ယောက်တော့မပြည့်ဘူးအဲ့လိုရှိတယ်ပေါ့နော်ဒါကြောင့်လာဆော့ကြပါဦးလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒီနေ့ဗီဒီယိုကတော့သူတို့အနေနဲ့ဒီလိုပဲပေါ့နော်နောက်ရင်ကျွန်တော်အနေနဲ့ဒီစာပါမှာဗီဒီယိုလေးတွေတင်မယ်ပေါ့နော်အဲ့လိုပဲဒီနေ့ဗီဒီယိုတော့ဒီလိုပါမယ်အဲ့လိုပဲပါ